bi solution tu pai na ba shi no te cha sin na chi ya ru blau chi chi pisyo sa ri blau chana chana ba ri be pai pai lu tyaw haမျက်စိနှလုံးလေးမိတ်ပြီးတည်သွားတာနဲ့တပြိုင်နက်အဲ့ဒီအခွင့်အရေးတစ်ခုမှမကြံတော့သူပိုင်တာတစ်ခုမှမရှိတော့သေဆုံးသွားလိုက်တာနဲ့တပြိုင်နက်အကုန်လက်လွတ်ဆုံးရှုံးသွားနောက်ဆုံးမှာကိုယ်တိုင်ဆောက်ပြီးနေတဲ့အိမ်မောတောင်မှကြာမထားဘူးတခြားပို့ပြခါတေချာပိုင်ဆိုင်မှုတွေလည်းအကုန်ဆုံးသတ်သွားပြီကိုယ်အိမ်မောတောင်ကိုနေလို့မရတော့ဘူးကိုမိသားစုကလည်းကိုယ်ကိုခွဲသွားပြီအဲ့တော့မျက်စိလေးနှလုံးမမိတ်ခင်လေးတော့ဟာပါရီပိုင်းနေညာရီပိုင်းနေစသဖြင့်ပိုင်ဆိုင်မှုတွေနဲ့ဂုံယူဝင်ကြွားပြီးနေနိုင်တော်လဲပဲသေခြင်းတရားနဲ့ရင်ဆိုင်လာလို့ဘဝကိုဆုံးလိုက်ပြီးဆိုတဲ့အချိန်ကစပြီးပိုင်ဆိုင်မှုတွေအလုံးဆုံးရှုံးသွားပြီတဲ့ဒါဖြင့်သူပိုင်တာဘာရှိတော့ဘာပိုင်တာရှိတော့ကိစ္စအာရာယခိစ္စတိနောက်ဘဝသွားတာသူတယောက်တည်းသွားတော့ဘာယူပြီးတော့အိမ်မောကဆင်းသွားတော့ကားကိုယူသွားလို့ရလားစိတ်နေရွှေတွေယူသွားလို့ရလားပိုက်ဆံတွေယူသွားလို့ရဘာတစ်ခုမှယူသွားလို့ဘာဟာသူယူသွားလို့ရတော့နဲ့မိကုံထုတ်တာကိဉ္ဟိတတသက္ကံဟောတိဘာကသူပိုင်တာဖြည်သေးတော့ကိဉ္စအာရာယကိစ္စတိသူဘာကိုယူသွားရတော့ကိဉ္စတအနုကံဟောတိသူ့နောက်မှာလိုက်သွားတာဘာရှိတော့ဆာယဝအနပ္ပယအရိပ်လိုမခွဲမကွာသူ့နောက်ပါသွားတာဘာရှိတော့စဉ်းစားခိုင်းတာနော်ငါသိသွားလို့ရှိရင်ငါပိုင်တာဘာရှိလဲနော်ငါယူသွားလို့ရတာဘာရှိလဲငါနောက်ကပါလာမှာဘာရှိလဲဒီအချက်၃ချက်ကိုစဉ်းစားကြည့်အဲ့တော့မြတ်စွာဘုရားကရှင်းပြတယ်ဥဘောပုံညင်စပပင်စယမစ္ဆောကုရုတိဣဒလက်ရှိဘဝမှာတဲ့တရားတူလူသားတူဟာကောင်းတာလုပ်တယ်မကောင်းတာလုပ်တယ်ကုသိုလ်လုပ်ငန်းတွေလုပ်တယ်မကောင်းတဲ့အလုပ်တွေလုပ်တယ်ကောင်းတဲ့အလုပ်တွေလုပ်တယ်အဲ့ဒီကိုလုပ်တဲ့လုပ်ရက်တွေပဲတန်ဟိတတသက္ကံဟောတိကိုလုပ်ခဲ့တဲ့အလုပ်ဒီပင်လေဘာကြောင့်စဉ်းစားကြည့်ကိုလုပ်တာကုသိုလ်လုပ်မယ်အကုသိုလ်လုပ်မယ်ကိုယ့်ရင်ထဲမှာဖြစ်သွားပြီစိတ်ကောင်းနှလုံးကောင်းထားရင်စိတ်ကောင်းနှလုံးကကိုယ့်ရင်ထဲမှာဖြစ်တယ်ညစ်ပတ်တဲ့စိတ်ဓာတ်တွေမွေးရင်ညစ်ပတ်တဲ့စိတ်ကကိုယ့်ရင်ထဲမှာရှိတယ်မကောင်းတာပြောတယ်မကောင်းတာလုပ်တယ်ကောင်းတာပြောတယ်ကောင်းတာလုပ်တယ်ကောင်းတဲ့အလုပ်မကောင်းတဲ့အလုပ်ခေါဏကိုယ့်ရင်ထဲမှာဖြစ်ခဲ့တဲ့အလုပ်ဒီဘဝမှာမသေးခင်လူတွေဟာနေ့စဉ်နဲ့အများလုပ်တယ်စိတ်နဲ့ကြံတွေးတယ်နှုတ်နဲ့ပြောဆိုတယ်ကိုယ်ဒီလက်အောင်လုပ်တယ်အဲ့ဒီကိုယ့်ရဲ့လုပ်ရကံသီသာလင်တင်ကြီးတတသက္ကံဟောတိတယ်အဲ့ဒါသူ့ရဲ့သူပိုင်တဲ့အရာအဲ့ဒါပဲရှိအဲ့တော့ဒီနေရာမှာသူအိမ်ပိုင်တယ်လို့လည်းပြောကားပိုင်တယ်လို့လည်းပြောရွှေငွေစိတ်ရှိရတနာတွေသူပိုင်တယ်လို့လည်းပြောနော်ပိုင်ဆိုင်မှုဆိုတာမျက်စိလေးနှလုံးမမိတ်ခင်မသေးခင်လေးအတွင်းမှာပိုင်ဆိုင်မှုတွေဆိုတာအကုန်ရှိတာသေလိုက်တာနဲ့တပြိုင်နက်အကုန်လုံးဘာမှမပိုင်တော့အဲ့ဒီအချိန်မှာ तू ပိုင်တာလို့ဆိုလို့ရှိရင် तू လုတ်ခဲ့တဲ့လုတ်ရက်ပဲ तू ပိုင်တယ်ကောင်းတာလုပ်ရင်ကောင်းတယ်မကောင်းတာလုပ်ရင်မကောင်းဘူးအကောင်းဆုံးနှမျိုးလုပ်ရင်နှမျိုးလုံး तू ပိုင်နေပါအေးအဲ့ဒါဒီပဲလင်သူ့ရဲ့ပိုင်ဆိုင်ရာဖြစ်ပြီးတင်စအာရာယကိစ္စတိအဲ့ဒါပဲဟိုဘဝယူသွားလို့ရမယ်နောက်ဆုံးမှအဝတ်ကောင်းရင်တော့ချွတ်ယူလိုက်သေးတာနော်လက်ဆွဆိုဘယ်သူမှသဝတ်မပေးလိုက်ဘူးချွတ်လိုက်မှာပဲသိချာစိတ်ငကကြီးဆိုလည်းဖြုတ်လိုက်မှာပဲလေမတန်တဲ့ငကကြီးနဲ့မကောင်းမှုဆိုဖြုတ်ယူလိုက်အောင်ပါ
အဲ့တော့သူပိုင်ဆိုင်မှုတွေအကုန်လုံးယူလိုက်ကြသူယူသွားလို့ရတာဘာရှိတော့လူမြင်လို့ရတာတကုတ်မှကိုမရှိဘာရှိတော့လို့ဆိုလို့ရှိရင်သူလုပ်ခဲ့တဲ့ကုသိုလ်ကံအကုသိုလ်ကံတွေပဲအဲ့ဒါဖြင့်သူနောက်လိုက်သွားတာချစ်လာပါတယ်ဆိုတော့မိဘဆွေမျိုးသားသမီးတွေလိုက်လာတာဘယ်သူမှမလိုက်ဘူးကြာလီကလောက်လိုက်ပို့ပြီးပြန်လဲလာမှာပဲဒါပဲဟိုဘက်တော့ပို့လိုက်မှာမဟုတ်ဘူးเนาะလိုက်ပို့ရတာလုံးမှလိုက်မှာမဟုတ်ဘူးခေါ်လို့သူမှမလိုက်ဘူးအဲ့တော့တင်သတ္တအနုခံဟောတိဆာယဝအနပ္ပါယသူနဲ့ကပ်ပြီးတော့ပါလိမ့်မှာကတော့သူလုပ်ခဲ့တဲ့ကုသိုလ်ကံအကုသိုလ်ကံပဲတဲ့အဲ့ဒါပဲပါတော့ပရာဟိတကုသိုလ်တွေလုပ်ရင်အဲ့ဒီကုသိုလ်တွေကကိုယ်နဲ့ပါသွားမှာမကောင်းတဲ့အကုသိုလ်တွေလုပ်ရင်မကောင်းတဲ့အကုသိုလ်တွေကကိုယ်နဲ့တူပါလာမှာဒီလိုဆိုလို့ဆိုပါစို့ဒီဘဝမှာမူရစေဝါတွေသုံးတဲ့အရက်သေးစာကြိုက်အဲ့ဒီမကောင်းမှုအကုသိုလ်လုပ်ရသည်တည်တဲ့အခါသူနဲ့အတူပါသွားတယ်ဒါကိုသူယူသွားရတယ်ယူသွားပြီးတော့အပင်ငရဲရောက်သွားတယ်အပင်ငရဲကလွတ်ပြီးလူပြည်ရောက်လာတဲ့အခါသူဘာဖြစ်တော့အယူအနှံဖြစ်တယ်အမှန်အကျိုးလေးနဲ့ပြောမယ်ဆိုအယူအနှံကြက်မပြည့်တဲ့လူလာဖြစ်လာအဲ့ဒါဟာရဇတ်ပဲဆိုးတဲ့ရဇတ်တွေရရှိလာဒီလိုဆိုလို့ရပေါ့နော်တင်သတ္တအနုကံဟောတိဆာယဝနာပါယိနိကိုလို့တဲ့ကံသေးတာလဲအရိပ်ပမာကိုနဲ့မခွဲမခွာပါလာမှာဖြစ်တယ်ဆိုတာကိုအမြဲတမ်းနှလုံးသွင်းဆင်ခြင်ဖို့ပဲမြတ်စွာဘုရားကိုယ်တိုင်ကလည်းတပိတ္တကမ္မတကသရဝမန္တမြကိုယ်ပိုင်ဥစ္စာဆိုတာကံတာပဲကျန်တာပိုင်ဆိုင်မှုတွေတခဏပဲတဲ့အတိုင်းအတာတစ်ခုရှိတယ်ထာဝရပိုင်ဆိုင်မှုဒီကံတာလင်ဖြစ်တယ်တခဏပိုင်ဆိုင်မှုတွေကတော့ပြည့်နေတာယံကမ္မံကရိတန္တိကလျာဏဝါပါပကံဝါတတ္တကမ္မတထာထာဘဝိတန္တိကောင်းတာလှုပ်လို့မကောင်းတာလှုပ်လို့ကုသိုလ်လှုပ်လို့အကုသိုလ်လှုပ်လို့လှုပ်သမျှတွေရဲ့အကျိုးဆက်အမွေရစက်ကိုဘယ်သူခံရတော့ဆိုလှုပ်သူပဲခံရမယ်လို့ဒီလိုဆိုတယ်အဲ့ဒါကိုမြတ်စွာဘုရားဟောကြားခြင်းဖြစ်တယ်အဲ့တော့ကိုယ့်ကိုမိတ်ဆွေသဘောကိုယ့်ရဲ့မိတ်ဆွေဖြစ်တယ်ဆိုရင်လူဘဝမှာအပြစ်ကင်းအောင်နေပါအပြစ်ကင်းအောင်တွေးပါနော်ကောင်းကျိုးချမ်းသာကိုဖြစ်စေနိုင်တယ်အများကိုအကျိုးပြုတဲ့အလုပ်ကိုလုပ်မယ်မိမိကိုယ်ကိုအကျိုးပြုတဲ့အလုပ်ကိုလုပ်မယ်အတ္တဟိတပရဟိတကိုယ်ကိုလည်းအကျိုးမပြုဘူးသူတော်ကိုလည်းအကျိုးမပြုဘူးဆိုတဲ့အကုသိုလ်လုပ်တွေကရှောင်မယ်ဒီလိုဆိုလို့ပြောတဲ့အခါမှာလည်းသူများကိုလည်းအကျိုးပြုတယ်ကိုယ်လည်းအကျိုးပြုတဲ့စကားမျိုးပြောမယ်လှုပ်လို့ရှိရင်လည်းကိုယ်လည်းအကျိုးပြုသူတော်ကိုလည်းအကျိုးပြုတဲ့အလုပ်မျိုးကိုပဲလုပ်မယ်လို့ဒါကြောင့်မြတ်စွာဘုရားတိုက်တွန်းတာတတ္တမကရိယကလျာဏဒီလိုဘဝတစ်ခုဆုံးသတ်သွားလို့ရှိရင်ကိုယ်နဲ့အတူပါလာတာကံသာဖြစ်သောကြောင့်တဲ့ကောင်းတာတွေလုပ်ပါဘဝမှာလူဘဝရရှိတဲ့အခိုက်ကလေးမှာတန်မိုးရှိမဲ့ကုသိုလ်လုပ်တွေကိုလုပ်ပါ